ကျွန်တော်တို့PUBG Mobile မှာ grid တွေရဲ့ရေးပါပုံတွေနဲ့ဘယ်လို grid မျိုးတွေကိုဘယ်ချိန်မှာသုံးရမလဲဆိုတာကိုရောသိကြလားဒီနေ့မှာတော့ grid တွေရဲ့ရေးပါပုံတွေနဲ့ဘယ်လို grid မျိုးကိုဘယ်လိုနေရာမှာသုံးရမလဲဘယ် grid တွေကဘယ် gun တွေနဲ့ပို့လိုက်လဲအစားအသေးစိတ်ပြောပြပေါ်မှာဖြစ်ပါတယ်အခုပြောပြမယ် grid ကြောင်းကိုတော့နားလည်ပါပြီဆိုလို့ရှိရင် scope recon ကို30%ပို့ပြီးညင်မှာဖြစ်ပါတယ်ဒါနဲ့စကားမဆက်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်ခဲ့ပေးကြပါအောင်ပထမဆုံးပြောပြပေးရမယ် grid လေးကတော့laser point grid လေးပဲဖြစ်ပါတယ်သူ့ရဲ့အသုံးဝင်ပုံကဘယ်လိုလဲဆိုတာကိုကျွန်တော်ဘယ်ဘက် channel ညာဘက် channel video လေးနှစ်ခုနဲ့တခြားရှင်းပြပေးမှာဖြစ်ပါတယ်ဘယ်ဘက် channel က laser point grid မတက်ထားဘူးပေါ့နော်ညာဘက် channel ကတော့ laser point grid လေးတက်ထားရဲ့ဒီနှစ်ခုရဲ့ကွာခြားချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေ enemy နဲ့မျက်နှာချင်းဆိုင်ပြစ်တဲ့အချိန်မှာပေါ့နော်အိမ်ပူကောင်းအောင်လို့ဒီ laser point grid လေးကကူညီပေးရဖြစ်ပါတယ်ဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော် grid မတက်ထားလို့ရှိရင်ကျွန်တော်ဒီဘက်ကပုံစံမျိုးလေးပေါ့နော်ကြီးတွေကစုမနေပဲနဲ့ဘေးပင်ညာရန်နေရာကြီးလည်းဖြစ်မယ်ကြောင်းမို့လို့ရှိရင်ကျွန်တော်က grid တက်ထားမယ်ဆိုလို့ရှိရင်ပင်ညာတိတ်မရမယ်နဲ့ကြီးကကိုလိုတလောက်မှာပဲစုနေမှာဖြစ်ပါတယ်ဒုတိယမြောက်ပြောပြပေးချင်တာကတော့ particle grid ပဲဖြစ်ပါတယ် particle grid ကဘယ်လိုလုံးဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်အောက်ပေါ့နော်အများသဖြင့်ကတော့အပေါ်ထောင်နဲ့ recon ကိုထိန်းညှိပေးရဖြစ်ပါတယ် particle grid အသုံးပြုပုံကတော့လွယ်လေးပါဘာလို့လဲဆိုတော့ကျွန်တော်တို့တနက်ပြတဲ့အခါမှာအပေါ်ကိုထောင်သွားတယ်ဆိုလို့ရှိရင်ကျွန်တော် particle grid ထည့်လိုက်လို့ရှိရင်ပေါ့အပေါ်ကိုထောင်နဲ့ recon ကိုတက်တာစီပါတယ်ဆောင်းတော့လိုပဲကျွန်တော် particle grid ထည့်ထားတဲ့အချိန်နဲ့မထည့်ထားတဲ့ဟာကိုနှစ်ဖက်ပြပေးမှဖြစ်ပါတယ်ကဲအခုဆိုလို့ရှိရင် brother တို့မြင်ရတဲ့အတိုင်းပဲ particle တက်ထားရဲ့ဘက်နဲ့ particle မတက်ထားရဲ့ဘက်နှစ်ဖက်ကတိတာပါရဲ့ဘာလို့လဲဆိုတော့ဒီဘက်မှာ particle တက်ထားလို့ရှိရင်အပေါ်ကိုခုံတက်သွားပြီးတော့ particle တက်ထားတဲ့လူကတော့အပေါ်ကိုခုံမတက်ဘဲနဲ့ recoil လေးထိန်းရပို့ပြီးဆင်ပြေပါတယ်နောက်ထပ်ပြောပြပေးခြင်းတဲ့ grid ကတော့ angle grid ပဲဖြစ်ပါတယ် angle grid ဆိုတာကတော့ကျွန်တော်တို့ဘေးညာပေါ့နော်ပြစ်တဲ့ချိန်မှာဘေးညာရန်တဲ့အရာကိုတက်တာစီရဖြစ်ပါတယ် angle grid ရဲ့အသုံးပြုပုံနဲ့ angle grid တက်ထားတဲ့ချိန်နဲ့ angle grid မတက်ထားတဲ့ချိန်မှာဘယ်ဟာကွာခြားသွားလဲဆိုတာကိုခုနလိုမျိုးတွေကျွန်တော်ပြရပါမယ်ခုဆိုရင် brother ကိုမြင်နေရတဲ့အတိုင်းပဲ angle grid တက်ထားရဲ့ဘက်နဲ့မတက်ထားရဲ့ဘက်မှာတက်ထားတဲ့ဘက်ကတော့အဲ့လောက်ကြီးဘယ်ညာရန်မခပဲနဲ့ငြိမ်နေပြီးတော့မတက်ထားရဲ့ဘက်မှာတော့ဘယ်ညာရန်ခနေရမြင်ရမှာဖြစ်ပါတယ်နောက်တစ်ပြောပြပေးခြင်းတဲ့ grid တစ်ခုကတော့ head grid ဖြစ်ပါတယ် head grid ရဲ့လုံးပုံကတော့လွယ်ကူရွှေ့ရှင်းပါတယ်ကျွန်တော်ခုန vertical နဲ့ angle grid ကိုပေါင်းလိုက်သလိုပဲဒီပညာရောအပေါ်အောက်ရောနှစ်ခုလုံးထိန်းပြီးတာဆိုရင်ပဲခုနက vertical grid angle grid တို့လောက်တော့သူတို့ recoil ထိန်းတဲ့ပမာဏမများပါဘူးဘယ်လိုချိန်တွေမှာ head grid တက်ရမလဲဆိုလို့ရှိရင်အခုလိုမျိုးဘေးပညာရန်နေရည်အပေါ်အောက်ရန်နေရချိန်ကြလို့ရှိရင် head grid ကိုတက်ပြီးတော့ပြစ်တင်ပါရဲ့ကျွန်တော်တို့ head grid တာတက်ပြီးပြစ်မယ်ဆိုလို့ရှိရင်ခုနလိုမျိုးဘေးပညာအပေါ်အောက်တွေလည်းခါရန်နေရမရှိဘဲနဲ့ခုနထပ်ပို့ပြီးတော့ငြိမ်သွားမယ်ပေါ့နော်သူကတော့ vertical တို့ angle grid တို့လိုမျိုးအများကြီးထိန်းပြီးရမှုဝင်မယ်ဘယ်ညာအပေါ်အောက်ကိုနည်းနည်းစီထိန်းပြီးရဆိုတော့အရင်လည်းမခက်သလိုအရင်လည်းမလွယ်ပါဘူးနောက်တစ် channel grid တွေကိုလည်းလာမယ့်ဗီဒီယိုမှာထပ်ပြီးပြပြသွားမှာဖြစ်ပါတယ်နောက်ပြီးဗီဒီယိုဆုံးထိကြည့်ပြီးရဲ့ brother တွေအတွက်လည်းကျွန်တော်ရဲ့ giveaway post လေးပေါ့နော်တခါတည်းဒီကနေပဲလုပ်ပြလိုက်ပါမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ K popularity နဲ့ကျွန်တော်နဲ့ collab လုပ်ပြီးတော့ UC ပေါ့နော် prime pass duo ပေါ့9ယောက်ကို giveaway ပေးမှာဖြစ်ပါတယ်အဲ့ဒါ brother တို့ရဲ့ ID ပေါ့နော် ID ပဲမှတ်မိပါ brother တို့ ID မှန်းခဲ့ပါကျွန်တော် random comment picker နဲ့ဖောက်ဝေးမှာဖြစ်ပါတယ် comment မှာပဲ brother တို့ရဲ့ ID ကိုမှန်းခဲ့ပေးပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပြီးတော့ brother အနေနဲ့ UC နဲ့ diamond နေလို့ခြင်းနဲ့ဆိုရင်တော့ turbo gaming shot ရှိပါတယ် turbo gaming shot မှာဆိုလို့ရှိရင်ကျွန်တော် PUBG UC မှမဟုတ်ပဲねကျွန်တော် Mobile Legends diamond နေတခြား game item မျိုးစုံကို24နာရီပြည့်လွယ်ကူလင်းမြန်စွာဝယ်လို့ရတာကြောင့်ကျွန်တော်တို့အတွက်စောင့်ဆိုင်းရတဲ့အချိန်တွေလည်းမလိုတော့သလိုနှောင့်နှေးရလည်းမရှိတော့ဘူးပေါ့ဗျာအကောက်ဖွင့်ထားရုံနဲ့ brother အနေနဲ့24နာရီကြိုက်တဲ့အချိန် UC ထည့်တဲ့ Mobile Legends diamond ထည့်တဲ့ကြိုက်တဲ့ item တွေကိုထည့်လို့ရပါတယ် Android သမားတွေအတွက်ကတော့ Google Play Store ကနေပြီး Turbo Gaming Shot ဆိုပြီးတော့ရှာပြီးလွယ်တကူ download လုပ်ရပါတယ် iOS သမားတွေအတွက်ကတော့ကျွန်တော်တို့ Telegram group ကနေပြီးတော့ဝယ်လို့လည်းရသလို website link ကနေလည်းဝယ်လို့ရပါတယ်သိချင်တာရေစုံစမ်းချင်တာရှိလို့ရှိရင်လည်းကျွန်တော်ကိုပြထားတဲ့နေရာလေးနေရာကိုကြိုက်တဲ့ဟာလေးကိုနှိပ်ပြီးတော့ဗောနော်တွားရောက်ပြီးတော့မေးမြန်းလို့လည်းရပါတယ်ပင် comment မှာလည်း Turbo Gaming Shot ရဲ့ Telegram လည်း website link နဲ့ Google Play Store link တွေကိုချပေးထားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ UC ဖြစ်ဖြစ် Mobile Legends diamond တွေပဲဖြစ်ဖြစ်လိုအပ်လို့ရှိရင်တော့ Turbo Gaming Shot ကိုတစ်ချက်လောက်တွားပြီးဝေးပေးကြပါအောင်နောက်ပြီး giveaway အတွက် ID မှန်းခဲ့ဖို့လည်းမမေးနိုင်အောင်เนาะကျွန်တော်ဒီ giveaway ကိုလာကုံလောက်မှာဖောက်ပေးရမှာဖြစ်ပါတယ်ဖောက်ပေးသွားလို့ပေါက်တဲ့လူတွေဝင်တာတွေကိုလည်းကျွန်တော်ရဲ့ Telegram channel ရော K popularity မှာပါပြန်ပြီးတော့တင်ပေးတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်